မင်္ဂလာပါဒီနေ့မှာတော့ကျမတို့ဆိုင်မှာပေါ့နော်ကျွန်တော်တို့ဆိုင်မှာပေါ့နော်ဒီနေ့ဒါလေးရောက်ထားပါတယ်ကျွန်တော်တို့ဆိုင်မှာပေါ့နော်ကျွန်တော်တို့ဒါလေးရောက်ထားပါတယ်ဒါကတော့ဝါလာကထက်လာတဲ့မာလာချန်ကောလေးပဲဖြစ်ပါရဲ့ဗျဒါလေးကတော့ရိုးရိုးထက်တဲ့ရန်ရန်လေးပါဒါလေးကတော့ဝါလာကထက်တဲ့မနိုင်74ပါရှင်အသေးရောက်တဲ့ဥစ္စာလေးပေါ့နော်ဒါလေးဗျအဲ့တော့အိတ်ဆိုင်ကတော့အပြရဲ့အနီရဲ့ဒီမင်းရောင်နေတော့အဆုံးဖတ်ပါရဲ့ရှင်ဟုတ်ဗျာဒါကမမကတော့ဒူပိုင်းကြည့်ပါရဲ့ဗျဒါကတော့မမီးကထွက်လာတဲ့ကလေးလေးတွေစားလို့ရတဲ့ဥစ္စာလေးပါဒါလည်း3မိနစ်ပြောပါပါတယ်အဲ့တော့ပြောရတယ်နော်နောက်စားပြပါမယ်နောက်တရားရဲ့ဥစ္စာလေးအဆုံးရှိပါသေးတယ်ရှင်ဒါလေးတွေပါဒါလေးတွေကကြတော့ကျမတို့ပေါ့နော်ကျမတို့ရေပါတော့ပြောရရင်ကျတော့ဒါဆိုရင်ဆက်တယ် spicy ပေါ့နော်6500ဒါလေးစားမယ်ကဒါလေးပဲကျမတို့ပေါ့နော်ကျမတို့စားပါတယ်ကျွန်တော်တို့စားပါတယ်ဒါကြတော့ဝါလာကထွက်တယ်ညီမယူရခောက်ဆွဲတုပ်ပြီးလို့ဖြစ်ပါရဲ့ဗျ။ဒါအရင်ဆောက်လို့ကောင်းပါရဲ့ဗျ။ဟုတ်။ဒါကြတော့ဝါလာကထွက်လာတယ်အဲ့နော်ဟိုပါပေါ့နော်ပြောရရင်ပဲအုံလို့ခောက်ဆွဲလို့ပြောရပါမယ်။လို့ခောက်ဆွဲလေးပါ။အသေးရောက်တဲ့ဥစ္စာလေးတွေကအဲ့အားတွေဟိုပါဘူးရှိပါသေးတယ်ရှင်။ခဏလောက်ဗီဒီယိုရထားပါအောင်။ဒါတော့ပြင်စားပါမယ်နော်။ကျမတို့ဆိုင်မှာအသေးရောက်ထားတဲ့ဥစ္စာလေးတွေပေါ့နော်။အားလေးပြမယ်လို့ဒါကတော့ဒူဒူကားထွက်တဲ့ချိုကိုကူကီလေးပဲဖြစ်ပါရဲ့ရှင်။အဲ့ဒါကိုထုတ်သေးရကြတော့3500ဖြစ်ပြီးတော့အထုတ်ကြီးကတော့မဟုတ်အထုတ်ကြီးကကြတော့9000လောက်နဲ့ပဲရောင်းသွားပါမယ်။ဒါလည်းအထုတ်ကြီးပါရှင်။သိချာကြည့်ထားနော်။အထုတ်သေးနဲ့အထုတ်ကြီးလေးပါဒါလည်း3500တကယ်တော့9000ပဲပေါ့နော်အဲ့ဒါပဲဒီကကြောင့်တိတ်ပေါ့နော်အဲ့ဒါပဲထားပါမယ်ရှင်ဒါလေးကတော့နပါရီရောက်ခဲ့တဲ့ nestel နထားပဲဖြစ်ပါရဲ့ရှင်လောကစားလို့ကောင်းတယ်ပေါ့3ခုတွေနဲ့ညလာတော်တော်ထိပါတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်ဆိုင်မှာပေါ့နော်အယောင်စုံမျိုးစုံလာနေတဲ့လက်စပြပဲခရင်ရောင်နေတော့အပြူရောင်ရောအဆုံးမဲနောက်တော့ဘာမှမသိဘူးဒါရတော့3ရောင်ပဲထွက်တာပေါ့နော်ဒါကအနီးရောင်ရဲ့စိမ်းရောင်ရဲ့ဒါ3ရောင်ပဲထွက်ပါရဲ့ရှင်နောက်ထပ်အသစ်တွေထည့်ရောင်ရင်လည်းသိမေးပါအောင်နော်ဒီနေ့ကတော့ဒီနေ့နှစ်ပုံထင်းနဲ့ပဲဒီနေ့တော့နားပါတော့မယ်ရှင်အားလုံးပဲဆိုင်လေးကိုအားပေးကြပါအောင်နော်အားလုံးကိုအားပေးကြပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ကျမတို့မှာယူရှင်နေဆိုရင်တော့40နှစ်55 9183ကိုဆက်သွယ်ပြီးလို့ရပါတယ်ရှင်အော်လည်းလက်ခံပါပြီ